ဒီမေကုန်းကတော့နည်းနည်းအရေးကြီးတယ်ကျွန်တော်တေချာလေးဖြည့်ပေးမယ် W အသေးပါတာနဲ့လေစာအုပ်မိတ်ထူနဲ့လေဘယ်ဟာဝယ်တင်လဲတဲ့ငွေမနိုင်လို့တဲ့ Okay အဓိကအဲ့မှာသဘောတရား W သေးရဲ့သဘောတရားကြတော့ဒီကျွန်တော်ပြုတ်ပြင်ထားတာပေါ့နော်ကားထိခိုက်တာလေတိုက်ခိုက်တာဥပမာရှော့ပိုင်းလိုက်ပြုတ်ပြင်တာလို့ရှော့ပိုင်းနဲ့ W ထုတာတို့ပြီးရင်တကယ်ဝင်ပြုတ်ပြင်တာ W ထုတာတို့အဲ့လိုမျိုးတွေရှိပုံနာဘောကကြတော့တကယ် use နေတဲ့ကားတကယ်ပိုင်ဆိုင်မှုလည်းမှတ်ကန်တယ်နာမည်ပေါက်လည်းဖြစ်တယ်အုံနာဘုတ်ကသူတို့တိန်းထားတာလို့ပျောက်သွားတာတို့ခါကျရင်အသိန်းလုံးပြီးပျောက်သွားတာတို့ခါကျရင်မီးဘေးလေဘေးရေဘေးနဲ့ပျောက်သွားတာတို့ပျက်စီးသွားတာတို့သိမလားကျွန်တော်ဒီမှတ်ပုံနေတို့ဘာလို့လိုမျိုးပဲမှတ်ပုံနေတို့ဘာလို့ဆိုလဲကျွန်တော်ပျောက်သွားတယ်ကြားပျောက်သွားတာတို့ဘာလို့ဆိုလဲပြန်အသစ်ချင်ဘာဖြစ်လဲအထိတ်မှာမိတ်ထူလို့ပါသွားတယ်ဆိုတော့ဒါအဲ့လောက်အဲ့ဒါတော့မဟုတ်ဘူးဒါပေမဲ့မိတ်ထူကိုဘာလို့လူတွေကကြောက်ကြလဲကျွန်တော်တို့ကလည်းဘာလို့တားနေလဲနည်းနည်းသတိထားဖို့ပြောနေလဲဆိုတော့မိတ်ထူကကြတော့ဒီလူခိုင်မှုအရေးကြီးတယ်မိတ်ထူဝယ်တော့မယ်ဆိုရင်ပြီးတော့နာမည်ပေါက်ဖြစ်ရင်ပိုကောင်းတယ်ပြီးရင်စားဆန်တဲ့မှန်ကန်မှုအရေးကြီးတယ်ပြီးတော့ရုံးပိတ်ထားတဲ့ကာလမှာမဟုတ်ဘဲနဲ့အရင်2019တို့19တို့18တို့ဟာလေနောက်အခုတွေပြန်ထွက်လာနှုံးပြန်ဖွင့်ပြီပါနော်အခုဆို license ဝင်ရုံးပြန်ဖွင့်ပြီအဲ့လိုကာလတွေမှာမိတ်ထူပြန်ထုတ်ထားတဲ့ကားဆိုပိုပြီးခိုင်တယ်ဘာလို့ဆိုမိတ်ထူထုတ်ရင်အလွယ်စားအောင်နဲ့ပဲမိတ်ထူထုတ်ပေးတာမဟုတ်တော့ဘဲနဲ့ကားစစ်ပြီးတော့မိတ်ထူထုတ်ပေးတာမျိုးဆိုတော့ပိုပြီးတော့အဆင်ပြေမယ်ဒီမိတ်ကကျွန်တော်အချင်းချင်းပြီးဖြည့်ပေးရမယ်ဆိုရင်မိတ်တွေ W ပါတဲ့ကားထက်ကိုမိတ်ထူပါတဲ့ကားကိုတိတ်ချာလေးခိုင်မာမှုပြည့်စုံနဲ့ဝယ်နိုင်တယ်ဆိုမိတ်ထူပါတဲ့ကားကိုပို့ပြီးဝယ်သင့်တယ်โอเคနော်